ဟိုတုန်းကကြံဒီကန်တို့ဘာလို့ဟောဘူးဘုရားနဲ့တရားဘသူမြတ်လဲလိုက်မေးတာဆရာတော်ကြီးကြီးရောက်တော့ကမင်းတို့အယူတွေဆိုမောင်းထုတ်ပြတယ်အဖြေမပေးဘူးပေါ့လေအမှန်တော့အဖြေတစ်ခုပေးရပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာသာသနာတွင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့မှာပေတံရှိတယ်ပါဠိတော်ထာဂရတိကသုတ်တံဝိနည်းအဘိဓမ္မာဒါတွေအားလုံးဟာကျွန်တော်တို့ရဲ့ပေတံမှာကျွန်တော်တို့ရဲ့မူဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာမူဆိုတဲ့စနစ်ရှိပါတယ်ဥပမာဆိုပါဆိုကျွန်တော်တို့ဖြစ်စဉ်မြန်မာလိုပေါ့ပါဠိလိုပြောရင်တော့ပဝတ္တိကမလို့ခေါ်ပါတယ်ဖြစ်စဉ်နောက်ဒုတိယတစ်ခုကပဲ့စဉ်ပဟာနကမလို့ခေါ်ပါတယ်နောက်နံပါတ်3ကျင့်စဉ်ပฏิပတ်တိကမလို့ခေါ်ပါတယ်နောက်ဘုံစဉ်ဆိုတာရှိပါတယ်ဘူမိတ်တကဘူမိတ်တကမဘုံစဉ်ဆိုတာရှိပါတယ်နောက်တစ်ခုကဟောစဉ်ဆိုတာရှိပါတယ်ဒေသနကမနောက်အမျက်စဉ်ဆိုတာရှိပါတယ်ဓက္ခိကောယုကမဒီလိုအစဉ်တွေကိုကျွန်တော်တို့ဟာပေတံသပွဲထားရပါလိမ့်ဘုရားတရားတန်ခါဆိုတဲ့ယရဏသုံးပါးကိုဆင်ထားတာဘုရားအမြတ်လို့ရှေ့ရထားတာပေါ့ဟုတ်လားအမိနဲ့ဖမှာအမိအမြတ်လို့ရှေ့ရထားတာပေါ့လို့ဆိုပြီးကိုယ့်ရဲ့ဉာဏ်လေးနဲ့ခုနပြောတဲ့တက်ကဆိုတဲ့မာတက်ကဟေတုကြံစီပြီးတော့စဉ်းစားဆင်ခြင်ကြပါအဲ့တော့ကျွန်တော်တို့စဉ်းစားရမှာကကျွန်တော်တို့မှာပေတံရှိတယ်ကျွန်တော်တို့ဉာဏ်နဲ့မလုံလောက်တဲ့အခါမှာမြတ်စွာဘုရားရှင်ဟောကြားတဲ့ဒေသနာတော်ဒီနဲ့ဘုရားတရားတန်ခါဆိုတဲ့အစဉ်သုံးခုကိုဆင်တာဟာအမြတ်ကိုဆင်တဲ့ဟာမျိုးမဟုတ်ပါဖြစ်စဉ်ကိုဆင်တာဖြစ်ပါတယ်ပဝတ္တိကမဖြစ်ပါတယ်ဘုရားကအရင်ဆုံးပေါ်ထွန်းရပါတယ်ဘုဒ္ဓလောကေသမုပ္ပန္နောဟိတယတပ္ပပါဏိဖြစ်စဉ်အရာဘုရားဟာနံပါတ်1ဖြစ်ပါဘုရားဖြစ်ပြီးတော့မှအဲ့ဒီမြတ်စွာဘုရားရှင်ကနေပြီးတော့ဓမ္မကိုပေါ်ထုတ်ပါတယ်ဒုတိယဖြစ်စဉ်ကဓမ္မပါဓမ္မောလောကေသမုပ္ပန္နောဒုက္ခယတပ္ပပါဏိအဲ့ဒီတော့အဲ့ဒီဓမ္မကိုကျင့်သုံးလိုက်တဲ့အခါမှာသံဃာဆိုတဲ့လူအဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်တန်ခောလောကေသမုပ္ပန္နောပုံညခိတအနုတ္တရာဒါဖြစ်စဉ်ကိုပြောတာပါဘုရားပေါ်တယ်နံပါတ်1ပြီးရင်ဓမ္မဆိုတာပေါ်တယ်ဒီနေရာမှာဓမ္မကရှိပြီးသားလို့ပြောเสียရှိပါသို့သောရှိပြီးသားပဲမဲ့သူပေါ်ထွန်းတာမဟုတ်ဘူးပွင့်ထွန်းတာမဟုတ်ညီကြီးအောင်မှာကြောက်စိမ်းလုံးကြီးတခုအနှစ်1000လောက်ထိကြာကျင်လဲကြာမယ်ရှိကျင်လဲရှိနေမယ်သို့တော်လဲတူးဖော်မှုမရှိရင်ဒီကြောက်စိမ်းလုံးကြီးပေါ်ထွက်တယ်လို့ပြောခွင့်မရှိပါဘူးဒါကြောင့်မြတ်စွာဘုရားရှင်ကအစဉ်အားဖြင့်1ဓမ္မက2တန်ခါက3ဗုဒ္ဓနဲ့တန်ခါကိုဆက်သွယ်ပေးလိုက်တယ်ဓမ္မနဲ့ဆက်သွယ်ပေးလိုက်ပါဒါကြောင့်ဘုဒ္ဓကမအရာဘုရားတရားတန်ခါလို့ဖြစ်စဉ်ကိုဆင်ထားခြင်းဖြစ်ပါတယ်ဘုရားနဲ့တရားဘယ်သူမြတ်တယ်လဲတရားနဲ့တန်ခါဘယ်သူမြတ်တယ်လဲဘုရားနဲ့တန်ခါဘယ်သူမြတ်တယ်လဲဆိုတာဒါတွေကတော့အဖြေထုတ်မယ်လို့ဆိုရင်သူ့အရာဌာနနဲ့သူကျွန်တော်တို့အဖြေထုတ်ရပါလွယ်ကူတဲ့ဥပမာပေးပါမယ်နံပါတ်1ချက်လက်ဝှေ့ချန်ပီယံရဲ့ရေကူးချန်ပီယံရဲ့အပြေးချန်ပီယံရဲ့ဘယ်ချန်ပီယံကတော်လဲလို့မေးအဲ့ဒီအတွက်အဖြေမရှိပါဘူးဘာကြောင့်လဲအရာဌာနမတူလို့